စီးပွားရေးတိုးတက်စေမည့်မျက်ဖုတ်တ၏လမ်းညွှန်ချက်များထကြွလုံးလဝီရိယဖြင့်စီးပွားရှာပါတရားသဖြင့်ရလာသောဥစ္စာကိုစနစ်တကျထိန်းသိမ်းစောင့်ရှောက်ပါမူရစ်သေးစာတောက်စားခြင်းညစ်နက်တန်ခေါင်လျှောက်သွားခြင်းပွဲလန်းသပင်ကြည့်ရှုခြင်းပြင်းရည်ခြင်းလောင်းကစားလုပ်ခြင်းမကောင်းတဲ့မိတ်ဆွေများနှင့်ပေါင်းသင်းခြင်းအဲ့ဒီအချက်6ချက်သည်စီးပွားဆုပ်ယုပ်ခြင်းကိုဖြစ်စေသည်တနေ့ဝင်ငွေကို၄ပုံခွဲလိုက်ပါတပုံကိုစားဝတ်နေရေးအတွက်စုနှစ်ပုံကိုလုပ်ငန်းချက်ထွင်၍ရင်းနှီးကျန်တပုံကိုကျန်းမာရေးလူမှုရေးအတွက်စုပါမိမိအကျိုးစီးပွားကိုဖြစ်ထွန်းစေဖို့လမ်းညွှန်ကူညီပေးမည့်မိတ်ဆွေစစ်ကိုရှာပါမိမိကိုယ်တိုင်လည်းသူတစ်ပါးအတွက်မိတ်ဆွေစစ်ဖြစ်အောင်ကြိုးစားပါ